အဲ့ချိန်မှာစီးလျှော့ရသွားတယ်လို့ကျွန်တော်ဖေကလည်းဖြစ်ပွေးခြင်းကြောကျွန်တော်ဖေပုံစံလိုပဲတွားတော့မှလားဒါမှမဟုတ်အသက်ပဲဆက်ရှင်မှလားအဲ့လိုမျိုးပေါ့ညပဲအိတ်လို့ရှိရင်ချွေးကြီးတွေထွက်ချင်တာဖြစ်တာခါကြရင်ဖျားလို့ပါလို့နားလို့ဖြစ်တာဖြည်းဖြည်းနဲ့ခန္ဓာကိုယ်ကြာလာဘယ်လိုပြောမလဲလို့တော်တော်လေးပိန်ကြပါပေါ့ချောင်းနဲ့လည်းတားကြီးဆိုးလိုက်မှလို့စတွေးထွေးညံတွေးစားလေးပါလာတယ်20ကျော်ဆိုတော့နောက်ထပ်အများကြီးနေရှင်တည်းရဗျာကျိုးတကယ်ကြီးတွေကြောလဲအားပေးကြပါဒါဟိုဆေးပုံမှာတောင်းတော့ပျောက်တယ်ပေါ့ကျွန်တော်မိသားစုမှာကျွန်တော်ရှိအောင်မှလည်းအဆင်ပြေမှာဟုတ်အိမ်တော့ကအမေကလည်းနည်းနည်းအသက်ကြီးရတဲ့ပါပြီးတော့အမေလည်းကောင်းမွန်လေးရောရှိစေချင်တယ်လေအဲ့တော့ကျွန်တော်အသက်ရှင်မှာဖြစ်မှာပဲအဲ့တော့ကျွန်တော်စီးလုံးလေးကိုဘယ်လိုပြောလဲမရမကမျိုးပဲဗျာလူလို့များတချို့လုံးနဲ့ဆိုဘာသာရရှိရ12လမြောက်73လမြောက်ဆိုအများကြီးကြံသေးပါလားဆိုပြီးပါကျွန်တော်အေးတို့ပါဆရာကပြီးခဲ့တဲ့အချိန်တွေကိုပဲမှတ်တာမင်းရှိကိုဓာတ်ဝါပကြီးနဲ့သူကအဲ့လိုပြောနေကျွန်တော်လည်းဒီတိုင်းပြန်မေ့နေရပါပြီးသွားတဲ့အချိန်ကျတော့လည်းအချိန်ကပြန်တွေးကြည့်တော့လည်းခဏလေးလို့ပါဒီဆေးရမတီပြအဲ့လိုစားတော့ပြီးဆိုပြနေဘယ်လိုလဲအဆုံးထိသွားနိုင်မှာဖြစ်မယ်လမ်းတော်တင်ရက်တွင်ကိုတက်တုံရှုံးမှာတော့ကိုချစ်ခင်တဲ့သူတွေအတွက်ပြောရှင်နေတဲ့အခြေအနေအများကြီးပိုင်ဆိုင်နိုင်မှုတော့ဗျာဈေးကပုံမှန်တောက်ကြပါလို့